พอพึ่งเน่พึ่งกาบยาพอพันเน่พึ่งกาจาโรอาศัยพักพิงดามัมโหพึ่งพาอาศัยတယောက်နဲ့တယောက်မိခိုအားကိုးကြတာကိုပြောတာမိတင်းနေထိုင်ကြတာကိုပြောချင်းဖြစ်တယ်ကို့မှာနေစရာမရှိလို့သူများစီမှာတနေတာမျိုးနော်နောက်တစ်ခုကကြတော့พึ่งพาใจစိတ်ပိုင်းဆိုင်ရာအစင်မပြေဖြစ်တဲ့အခါမျိုးမှာသူ့စီမှာနှစ်သိမ့်ချင်းတွေရရှိတာမျိုးနော်နှွေးထွေးမှုတွေရရှိတာမျိုးစိတ်ပိုင်းဆိုင်ရာမှာအဲ့ဒါพึ่งพาใจအဲ့ဒီချိန်မှာလည်းဒီพึ่งကိုသုံးတယ်ဒါပေမဲ့เขาพึ่งไปသူအခုလေးတင်ထွက်သွားတာအဲ့လိုမျိုးအခုလေးတင်ရုပ်အခုလေးတင်လှုပ်သွားပြီးတော့အရာလေးတွေကိုလှုပ်တဲ့အခါမှာဒီพึ่งကိုပြောလို့ရတယ်ဒါပေမဲ့သူ့ကိုစကားအနေနဲ့ပဲပြောလို့ရတာစာရေးတော့မယ်ဆိုရင်တရားဝင်စာရေးတဲ့အခါကျတော့အဲ့ဒီကောင်နဲ့မရေးရဘဲနဲ့พึ่งဆိုတဲ့စကားလုံးကိုသုံးရပါတယ်ရှင်พึ่งเวลาที่ล่วงไปหยกหยกအခုလေးတွင်ပြီးဆုံးသွားတဲ့အရာတွေကိုဖုံနဲ့ပြောချင်းဖြစ်ပါတယ်ဖုံสดအခုမှလူလွတ်ဖြစ်သွားတာဖုံโดนทิ้งအခုမှအပြစ်ခံရတာฉันเพิ่งตื่นငါအခုမှထတယ်အဲ့လိုမျိုးချိန်မှာဒီဖုံကိုသုံးတယ်ဒါပေမဲ့အခုပြောသွားတော့အပေါ်မှာပြောသွားတဲ့ဖုံနှလုံးကိုလည်းဒီစကလုံးနေရာမှာသုံးလို့ရတယ်ဒါပေမဲ့စကားအရာပဲသုံးတယ်စာရေးတဲ့အခါကျတော့ဒီဖုံကိုပဲပြောပါတယ်ရှင်